ဒူဒီကြောင့်ရှုံးများနေတယ်နော်ဒူဒီဝါဒရာရှင်များနော်ဒူဒီဟိုအတွဲမဲ့တဲ့လူတွေနော်လမ်းမှာကြည့်ထိုးတဲ့လူတွေပါနော်မကျန်ဒူဒီဆရာကြီးများတော့ဗျာတောင်းပါပါနော်ဒူဒီတရားဆရာကြီးများမြင်တွေ့ခဲ့ရင်တော့ကျွန်တော်ရဲ့ပါမုတ်တဲ့ခွင့်လေးနဲ့တင်ထားတဲ့အားလေးကိုနော်တောင်းပါပါတယ်တွေ့ရတဲ့ဆရာကြီးများနော်ကျွန်တော်တွေ့တဲ့မြင်တဲ့များလေးတွေနော်ကျွန်တော်စိုက်ရင်းနဲ့ကျွန်တော်တင်ဆွဲပေးထားတာပါကျွန်တော်နော်လာရောင်ကျဲနော်ဒူဒီလာရောင်ကျဲဆိုပြီးကျွန်တော်တင်ပေးထားပါတယ်နော်ဒူဒီလာရောင်ကျဲဆိုဆရာဒူဒီလာရောင်ကျဲဝင်နေနော်ကွင်းတို့ကွင်းစိုက်ကလေးတွေနဲ့ကျွန်တော်မြင်နေရတွေ့တဲ့များလေးတွေကိုကျွန်တော်အများပေါ့အောင်လို့တင်ပေးချက်ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကြည်စားလည်းမဟုတ်ပါဘူးเนาะမှန်ပါဓမ္မလည်းမဟုတ်ပါဘူးเนาะဒါကြောင့်မို့လို့ကျွန်တော်တဲ့ဆရာကြီးအများကြီးရှိပါတယ်เนาะဒါကျွန်တော်တွေ့တာလေးဒီမြင်တာလေးတစ်ဖက်တစ်လိုင်းပြီးတော့ကူညီပေးတာဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းဝါသနာပါတယ်เนี่ยကျွန်တော်လည်းတွေ့တယ်ချက်တယ်เนาะကွင်းတို့လေးတွေကြည်ရဲအဲဒါကြောင့်ကျွန်တော်တွေ့တာမြင်တာလေးတွေကိုကျွန်တော်တင်ပေးထားခြင်းဖြစ်ပါတယ်ဒါဆိုကျွန်တော်ကဏ္ဍကိုမချမ်းမနဲ့အကွက်ထားပါတခါလဲဖြည့်ပြီးတင်ပေးထားတာပါကျွန်တော်အများပေါ့လို့နော်မဆိုင်ကလေးရတော့စိုက်ကလေးနဲ့ကဏ္ဍလေးနဲ့ကွန်လေးနဲ့ဟိုတခါလဲကျွန်တော်ထည့်ထားခြင်းဖြစ်ပါတယ်ဒါကျွန်တော်ကြိုက်တယ်ကျွန်တော်တိလောက်တက်တော့နော်ကျွန်တော်စိုက်ကလေးတွေ့တော့ပြီးပါနော်ကျွန်တော်လဲထိုးရတယ်ကျွန်တော်လည်းဝါဒနာရှိပါတယ်ဗျနော်ဒီများစားတော့မဟုတ်ဘူးเนาะတော့ကောင်းတော့ကောင်းတော့ကျွန်တော်လည်းထိုးပါတယ်အဲ့တော့များပေါ့လို့ကျွန်တော်တင်ပေးထားခြင်းဖြစ်ပါတယ်ကျွန်တော်ဒါဒူဒီ channel တော့ဆရာကြီးတော့မဟုတ်ဘူးเนาะကျွန်တော်ကတော့လာအောင်ကျဲဆိုတဲ့ဒူဒီ channel အကြီးရောကျွန်တော်တင်ပေးထားခြင်းဖြစ်ပါတယ်ဒါကျွန်တော်ပွင့်လေးတွေဆွဲပြီးတော့ညာပြပေးပါမယ်เนาะဘာကြောင့်လဲဆိုကျွန်တော်မြင်တွေ့တာလေးတွေနော်ခဏလေးကောင်းတဲ့တင်းနာလေးမှာကျွန်တော်တွေ့ခဲ့တဲ့ site ကလေးပေါ့နော်အားလေးတွေကိုကျွန်တော်တကွင်းတစ်ကွက်ချင်းကျွန်တော်ဆွဲပြပေးပါမယ်ကျွန်တော်တကယ်လဲတိတ်တော့ကျွမ်းကျင်ဆရာကြီးတော့မဟုတ်ဘူးဒါပေမဲ့လို့ကျွန်တော်လည်းတွေ့တတ်တာပေါ့တွေ့တတ်ပြီမဲ့လို့လည်းပဲကျွန်တော်လည်းတာတဲ့လူတွေလည်းအများကြီးရှိပါတယ်ပေါ့နော်စိုက်ဆုံးခိုက်ဆုံးနေနော်အများကြီးပါပဲကျွန်တော်လည်းဆရာကြီးများကိုလည်းလေးစားလောက်ပါတယ်နော်ကျွန်တော်ကိုယ်နဲ့ကျွန်တော်လည်းပေါက်ဖူးတာပေါ့နော်ပေါက်ဖူးပါတယ်ဒါပေမဲ့လည်းချမ်းသာလားမချမ်းသာဘူးနော်ဆင်းရဲလားမဆင်းရဲတော့ပါဘူးရှုံးလားရှိတယ်မြတ်တာလေးရှိပါတယ်နော်အဲ့တော့ကျွန်တော်တွေ့တာလေးတွေကို